မမောက်ခေရဲ့နေ့စဉ်ဝါမလေးလက်စစ်မရှိပဲတရက်လောက်နေထိုင်ကြည့်ဖို့ဆိုတာစက်ကူးလို့တော့ရပါမလားရှင် တော်တော်ခက်ခဲသွားမှာပဲနော် ဟုတ်တယ်မနက်မိုးလင်းလို့ဖုံအားတွန်းတာနဲ့အစားပင်ညာအိတ်ခါနေမိခလုတ်ပဲခဲ့အထီ အားလုံးပဲအရာအားလုံးကလက်စစ်ပေါ်မှာပဲမိခိုလည်းပတ်နေတာ ဒါပေမဲ့လေတခါလေစဉ်းစားမိကြလားမသိဘူးဒီမမင်ရဲ့စွမ်းအားကြီးကတကယ်ဆိုဖယ်ကလာတာလေသူ့ရဲ့အရင်မိကဘလို့အစဖြုခဲ့တာလဲ အဲ့ဒီမေခွန်းကပဲဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာရဲ့အထက်ကအချက်ပဲဗျာ ဒီနေ့ကျမတို့ဆွေးနွေးမယ့်ဇလန်ရဲ့သူရဲ့ကောင်းကတော့မျက်စိနဲ့မမြင်နိုင်တဲ့သူပုံလေးတစ်ယောက်ပါသူ့နာမည်က electron သူ့ရဲ့ခီလန်ကိုအသိငယ်ဆုံးအမှုမှုဘွားကနေကျမတို့ကဘာကြီးကိုလဲပတ်စေတဲ့အထိအသေးစိတ်ချေရခံကြည့်ကြရအောင် အရန်ကောင်းတဲ့ဖွင့်ပါပဲဟုတ်ပါပဲဒီနေ့ဆွေးနွေးမှုရဲ့ရည်ရွယ်ချက်ကအဲ့ဒီတူပုံလေး electron ရဲ့ဇလန်ကိုပြောပြဖို့ပါပဲ ဟုတ်ကဲ့ ရက်စစ်စွမ်းရင်ဆိုတဲ့တီယာအိုရှေးဂရီလူမျိုးတွေပထမဆုံးသတိပြုမိခဲ့တဲ့အချိန်ကနေစပြီးအရာဝတ္ထုတိုင်းရဲ့အတွင်းပိုင်းမှာရှိတဲ့အတမ်းမဲ့ဖွဲ့စည်းပုံဒီခြေရခံတော့မှာပါ အော်အခြေခံအကြားဆုံးအမုံလေးတွေနဲ့စမယ်ဆိုတဲ့သဘောပေါ့ ဟုတ်ပါတယ်အဓိကအချက်ကတော့ရက်စစ်ဆိုတာကျွန်တော်တို့ဖန်တီးယူတဲ့အရာမဟုတ်ပဲရှိပြီးတဲ့အရာတွေကိုလှုပ်ရှားအောင်လုံဆိုပေးလိုက်တာမှသာဆိုတဲ့အမြင်တစ်တစ်ခုကိုရစေဖို့ပါပဲ ဒီမြင်ကတော့စိတ်ဝင်စားစရာပဲရှင်ဒါဆိုပထမဆုံးတိုင်မုံနှစ်စားကိုရှေးဂရိခေတ်မှာဘလို့စတွေ့ခဲ့လေဆိုတာနဲ့စလိုက်ကြတာပေါ့ ကောင်းပါတယ် လွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော် BC 600လောက်ကဂရိလူမျိုးတွေကရရင်ကြောင့်လို့ခေါ်တဲ့ amber ကိုတိုးမွေးလို့အဝတ်စနဲ့ပုတ်တိုက်လိုက်တဲ့အခါတင်းငယ်တဲ့အမွေးနူလေးတွေဖုံးမွန်လေးတွေသူ့နားကိုလာကတ်တာကိုသတိထားမိခဲ့ကြတယ် ဟုတ်ပါတယ်အဲ့ဒီမှာစတာပဲ ဒါဟာသမိုင်းမှာရက်စစ်တက်ဒါမှမဟုတ် charge ဆိုတဲ့သဘောတရားကိုလူသားတွေပထမဆုံးသတိထားမိခဲ့တဲ့အခိုက်အတန့်လို့ဆိုနိုင်တာပေါ့နော် တိတိကျကျပါပဲဒါပေမဲ့ဒီနေရာမှာအံ့ဩစရာကောင်းတဲ့အချက်ကအဲ့ဒီလိုပုတ်တိုက်လိုက်ခြင်းဟာ licit debt ကိုအသစ်ဖန်တီးလိုက်တာမဟုတ်ဘူးဆိုတဲ့အချက်ပါပဲ ။အော်ဟုတ်လားအစ်စ်ထစ်လာတာမဟုတ်ဘူးလားရှင် မဟုတ်ပါဘူး charge ဆိုတာအရာဝတ္ထုတိုင်းမှာမူလကတွေကရှိပြီးသားဖြစ်တဲ့မွေးရပါဂုဏ်တတ္တိ property တစ်ခုသာဖြစ်ပါတယ်သူကဖန်တီးလို့လည်းမရသလိုဖျက်ဆီးလို့လည်းမရပါဘူး ။ခဏလေးနော်ဒါဆိုရင်ကျမနားလည်ထားတာလွဲနေပြီ။ကျမထင်တာကပုတ်တိုက်လိုက်လို့လက်စစ်အစ်စ်ဖြစ်လာတယ်လို့ လူအများစုကအဲ့ဒီလိုပဲထင်ကြရတာပါ အခုပြောတဲ့ပုံရဆိုရင်အဲ့ဒီလက်စစ်တက်ကအစကတည်းကပရင်ကြောက်တုံးထန်တာရှင်းနေပြီဒါပေမဲ့အိပ်ပျော်နေတယ်လို့ဖြစ်နေတာလားပုတ်တိုက်လိုက်တာကသူ့ကိုနိုးလိုက်တာမျိုးလား တိတိကျကျပါအဲ့ဒီဥပမာကအံဝင်ခွင့်ကြဆုံးပဲမီးမှာပူတဲ့ဂုဏ်သက်တည်တကြောင်မှာချိုးတဲ့ဂုဏ်သက်တည်ရှိသလိုပဲအရာဝတ္ထုတိုင်းမှာ licit debt ဆိုတဲ့ဂုဏ်သက်တည်ကရှိပြီးသားပါ ဒါဆိုမေးလျာရှိတာကဘာလို့ပုံမှန်အချိန်မှာအဲ့ဒီဂုဏ်သက်တည်ကိုမခံလာရတာလဲဆိုတဲ့မေးခွန်းပါ ဟုတ်တယ်ဘာလို့လဲရှစ် အကြောင်းရင်းကတော့အရာဝတ္ထုတွေထဲမှာအပေါင်း debt positive charge နဲ့အနု debt negative charge တို့ကအရေးအတွက်အတိအကျတူညီပြီးတစ်ခုကိုတစ်ခုထိန်းချုပ်ထားလို့ပါပဲဟန်ချက်ညီနေတဲ့အတွက်သူတို့ရဲ့စွမ်းအားတွေကအပြတ်အလန်ချေဖြတ်ထားပြီးငြိမ်နေကြတာပါ အော် balance ညီနေတာရော ဟုတ်ပါတယ်ပရင်ကြောက်ကိုအဝစ်စနဲ့ပုတ်တိုက်လိုက်တယ်ဆိုတာကအဲ့ဒီငြိမ်သက်နေတဲ့ဟန်ချက်ညီမှု balance ကိုတွားပြီးဖျက်ဆီးလိုက်တာပါပဲအဲ့ဒီဟာကြမှာဟန်ချက်ပြတ်သွားပြီးသူ့ရဲ့မွေးရပါအစွမ်းကိုထုတ်ပြလာတာဖြစ်ပါတယ် အော်ဒါကြောင့်ကိုကျမငငယ်ကဆွဲတန်းကြီးထူးကြီးကိုအမုံထဲမှာချုပ်လိုက်ရင်7မိနစ်ထောင်တက်လာပြီးမီးပွားလေးတွေထပ်ဖြစ်ပြီးတာ ဟာဟုတ်ပါတယ် အဲ့ဒါဒီအိပ်ပျော်နေတဲ့ဓာတ်တီကိုနိုးလိုက်တဲ့ဖြစ်စဉ်ပဲပေါ့နော် အတိအကျပါပဲအဲ့ဒါ static electricity ရဲ့နေစဉ်မှာဥပမာကောင်းတစ်ခုပဲအဲ့ဒီ charge တွေကပစ္စည်းတစ်ခုရဲ့ဘယ်နေရာမှာအတိအကျရှိနေတာလဲမျက်နှာပြင်မှာပဲလားတွင်းပိုင်းအထိလား ဟုတ်ဘယ်မှာရှိတာလဲ ဒါကိုတိဖို့ကျွန်တော်တို့ရောင်ဝတ္ထုတွေရဲ့အတင်းငယ်ဆုံးအခြေခံ unit ဖြစ်တဲ့ atom စီကိုခရီးသွားရမှာပါ atom ဒီနာမည်နောက်ခံသမိုင်းကလည်းစိတ်ဝင်စားစရာပဲနော်ရှေးခေတ်ပညာရှင်တွေကဘယ်ရဝခုကိုမဆိုအသေးဆုံးဖြစ်အောင်ခွဲစိတ်သွားရင်နောက်ဆုံးမှာဘလို့မှထပ်ပြီးခွဲလို့မရတော့တဲ့အခြေခံအကြဆုံးအစိတ်ပိုင်းတစ်ခုကြံရစ်ရမယ်လို့ယူဆခဲ့ကြတယ် ဟုတ်ပါတယ် အဲ့ဒါကို atomos လို့နာမည်ပေးခဲ့ကြတာအတိတ်ဘက်ကထပ်မှန်ခွဲစိတ်၍မရတော့ပေါ့ဒါပေမဲ့အခုခေတ်မှာတော့ atom ကိုတောင်ခွဲစိတ်လို့ရနေပြီဆိုတာသိနေကြပြီလေ မမလည်းအသိပညာတွေကပြောင်းလဲလာတာကို ဒီ atom လေးတွေထဲမှာပဲအပေါင်းနဲ့အနုပ်လက်စစ်တက်နှမျိုးကသူတို့ရဲ့ကဘာငယ်လေးကိုတိဆောက်ထားကြတာပေါ့ ဟုတ်ပါတယ်သူတို့ရဲ့အပြန်အလှန်တက်ရောက်မှုကတန်လက်ရဲ့နေရာမှနဲ့အတော်လေးကိုဆင်တူပါတယ်ရိုးရှင်းတဲ့စီမင်းတစ်ခုပဲရှိတယ် ဟုတ်ကဲ့ဘာတွေလဲရှင် နံပါတ်1မတူညီရဲ့ charge တွေဆိုတော့ဒါကအပေါင်းဓာတ်နဲ့အနုတ်ဓာတ်ဟာအချင်းချင်းဆွဲငင်ကြတယ် attraction ပေါ့ ဆွဲငင်တယ် နံပါတ်2တူညီတဲ့ charge တွေဥပမာအပေါင်းနဲ့အပေါင်းဒါမှမဟုတ်အနုတ်နဲ့အနုတ်ဟာ
အချင်းချင်းတွန်းကန်ကြတယ် repulsion ပေါ့ ။အော်တူတာတွေကတွန်းပြီးမတူတာတွေကဆွဲတယ် တိတိကျကျပဲဒီဆွဲငင်အားနဲ့တွန်းကန်အားဆိုတဲ့အခြေခံနည်းအမှနှစ်ခုဟာလက်စနဲ့သက်ဆိုင်တဲ့ဖြစ်စဉ်အလုံးရဲ့အခြေခံအုတ်မြစ်ပါပဲကျွန်တော်တို့ရဲ့တူပုံ electron လေးလှုပ်ရှားဖို့အတွက်လိုက်နိုင်ရမယ့်ဥပဒေတွေပေါ့ ။ဒါဆိုအဲ့ဒီ atom ရဲ့အတွင်းပိုင်းဖွဲ့စည်းပုံကိုစိတ်ထဲမှာမြင်ရောင်လာအောင်နက်နက်ပို့ပြီးအသေးစိတ်ကြည့်အောင်စာရီထဲမှာတော့ဥပမာကောင်းနေပေးထားတယ် ဟုတ်ကဲ့ ။တစ်ခုကနေအဖွဲ့အစည်းဥပမာပါ။ atom ရဲ့အလဲဘဟိုမှာရှိတဲ့ nucleus ကနေမင်းကြီးလိုပဲ သူ့ကိုလက်ပတ်နေကြတဲ့ electron တွေကကဘာတို့အင်္ဂါဂြိုလ်တို့လိုဂြိုလ်တွေနဲ့တူတယ်လို့ဆိုထားတယ် ဟုတ်ပါတယ်အဲ့ဒီပုံကရှင်းလင်းတယ် ။နောက်ဥပမာတစ်ခုကကျက်သွတ်နီဥပမာပါ။ကျက်သွတ်နီကိုကန့်လန့်ထရက်လေးလိုက်ရင်အလွာလေးတွေတွေ့ရသလိုပဲ electron တွေက nucleus ကိုဗဟိုပြုပြီးအလွာလိုက်ပတ်လန်းနေနဲ့လက်ပတ်နေကြတယ်လို့ပုံဖော်ထားတယ် အဲ့ဒီပုံစံတိုင်းမှာပဲအဲ့ဒီ atom ရဲ့အစိတ်ပိုင်းတွေကိုအသေးစိတ်ခွဲခြမ်းကြည့်ဟာရင်ဘဟိုက nucleus ထဲမှာအမှုနှစ်မျိုးရှိပါတယ် ။ဟုတ်ကဲ့ တစ်ခုက proton က bounded quantity ရှိပဲနောက်တစ်ခုက neutron သူကတော့ဓာတ်ပြဲ neutral ပါဘာ charge မှမရှိဘူး ။အော် proton ကပေါင်း neutron ကဘာမှမရှိဘူး ဟုတ်ပါတယ်အဲ့ဒီ nucleus ကိုလက်ပတ်နေတဲ့အလွှာတွေပေါ်မှာတော့ကျွန်တော်တို့ဇလိုက်ကျော် electron တွေရှိပါတယ်သူတို့ကတော့ unnoted quantity ရှိကြတယ် ။ဒါဆိုရင် nucleus ကအပေါင်းဓာတ်တွေစုနေတဲ့နေရာသူ့ကိုပတ်နေတဲ့ electron တွေကအနုတ်ဓာတ်တွေပါ။ဒါပေမဲ့ကျွန်မကိုစဉ်းစားစရာဖြစ်သွားစေတဲ့အချက်တစ်ခုရှိတယ် ဟုတ်ကဲ့ပြောပါဗျ ။ခုနကပြောတော့တူညီတဲ့ charge တွေကအချင်းချင်းတွန်းကန်တယ်ဆိုဒါဆိုရင်အပေါင်းဓာတ်တွေပဲစုနေတဲ့ nucleus ကသူ့ဘာသာသူပြိုကွဲမသွားဘူးလားဘယ်လိုစုစည်းနေတာလဲ အရာကောင်းတဲ့မေဖုံးပါအဲ့ဒီမှာပဲ charge မရှိတဲ့ neutron ရဲ့အခန်းကဏ္ဍကအရေးပါလာတာပါသူက proton နဲ့ကြားထဲမှာကြားလူဒါမှမဟုတ်ကော်လိုမျိုးဝင်ပြီးသူတို့တစ်ခုနဲ့တစ်ခုတွန်းကန်နေတဲ့အားကိုထိမ့်ဖေးပါတယ်ဒါကြောင့် nucleus ကတည်ငြိမ်နေတာပါ ။အိုး neutron ကသူတို့ကိုစုစည်းထားပေးလာကို ဟုတ်ပါတယ်ဒီနေရာမှာအရေးကြီးတဲ့အချက်တစ်ခုကိုထပ်ပြီးအလေးပေးခြင်းပါတယ် proton နဲ့ electron ဆိုတာတွေကရုပ်ဝတ္ထု matter တွေဖြစ်ကြပြီးလက်စစ်တဲ့ charge ဆိုတာကတော့သူတို့မှာရှိတဲ့အရေးအတွေ့ quality တာဖြစ်ပါတယ် အဲ့ဒါလေးကိုနည်းနည်းရှင်းပြပါဦးရှင် ဆိုလိုတာက proton ဆိုတဲ့အမုံလေးမှာအပေါင်းဓာတ်ဆိုတဲ့အရေးအတွေ့ရှိတယ် electron ဆိုတဲ့အမုံလေးမှာအနုတ်ဓာတ်ဆိုတဲ့အရေးအတွေ့ရှိတယ်ပုံမှန် atom တစ်လုံးဟာဘာကြောင့်ဓာတ်ပြက် neutral ဖြစ်နေရတယ်လဲဆိုတဲ့အကြောင်းရင်းက ဟုတ်ကဲ့ သူ့ရဲ့ nucleus ထဲမှာရှိတဲ့အပေါင်းဓာတ်ဆောင် proton အရွယ်အတွက်နဲ့အပြင်ကပက်လန်းနေပုံမှာရှိတဲ့အနုတ်ဓာတ်ဆောင် electron အရွယ်အတွက်ဟာအတိအကျတူညီနေလို့ပါပဲအပေါင်း10ခုရှိရင်အနုတ်10ခုရှိတယ်ဒါကြောင့်တစ်ခုနဲ့တစ်ခုအာနိသင်ခြေဖြတ်ပြီးအထာသင် charge ကတုံးညာဖြစ်နေတာပါ အစမှပြောခဲ့တဲ့ဟန်ချက်ညီနေတဲ့အခြေအနေပေါ့ဒါပေမဲ့အဲ့ဒီဟန်ချက်ညီမှုကအမြဲတမ်းတည်နေနေတာတော့မဟုတ်ဘူး မဟုတ်ပါဘူး ဒီနေရာမှာပဲကျမတို့ရဲ့ဇလိုက်ကျော်တပုံ electron valence electron ဆိုတာပွဲထွက်လာတော့တာပဲဒီသုံးလုံးကတော်တော်စိတ်ဝင်စားဖို့ကောင်းလေရှင် ဟုတ်ပါတယ် nucleus ရဲ့အပေါင်းဓာတ်ကသူ့ကိုပတ်နေတဲ့အနုတ်ဓာတ် electron တွေကိုတန်လိုက်လို့ဆွဲငင်ထားလေဒါပေမဲ့ nucleus နဲ့အနီးဆုံးပတ်လန်းက electron တွေကဆွဲငင်အားအပြင်းဆုံးခံရပြီးတော့ အဝေးဆုံးပါလက်မှာရှိတဲ့ electron တွေကတော့ဆွဲငင်အားအနည်းဆုံးပဲခံရတယ် ဟုတ်တယ်အဲ့ဒီတော့အဝေးဆုံးပတ်လန်း valence shell မှာရှိတဲ့ electron တွေက nucleus ရဲ့အာဏာကိုသိမ့်မလိုက်နာချင်တော့ဘူးအပြင်ကိုထွက်ပြေးဖို့မြေတောင်အခွင့်အရေးဆောက်နေကြတဲ့သူ့ပုံတွေနဲ့တူတယ်လို့တောင်ပုံဖော်ထားတယ် ဟုတ်ပါတယ်အဲ့ဒီသူပုံ electron တွေကြောင့်ပဲ atom တစ်ခုကနေ ion ဆိုတာဖြစ်လာတာပါ ion ဟုတ်ဖြစ်စဉ်ကဒီလိုပါအဲ့ဒီ atom ကိုအဖူးဖြစ်စေတခြားစွမ်းအင်တစ်ခုခုဖြစ်စေလုံလောက်တဲ့အားတစ်ခုပေးလိုက်တယ်ဆိုပါစို့ အဲ့ဒီအခါမှာအခွင့်အရေးဆောင်နေတဲ့အပြင်ဘက်ဆုံး valence shell မှာ electron တစ်လုံးဟာလွတ်ထွက်သွားပါတယ် ထွက်ပြေးသွားရော ဟုတ်သူကထွက်ပြေးသွားနေဆိုတော့မူလ atom မှာအနုတ်သက်ဆောင်တဲ့ electron တစ်လုံးလျော့သွားတဲ့ကအပေါင်းသက်ဆောင်တဲ့ proton တွေကအင်အားပုံများသွားတယ်ဒါကြောင့်အဲ့ဒီ atom တစ်ခုလုံးဟာအသားတင်အပေါင်းသက်ရှိတဲ့ positive ion ဖြစ်သွားပါတယ် အော် electron တစ်လုံးဆုံးရှုံးသွားတော့အပေါင်းတက်နိုင်သွားတာပေါ့ တိတိကျကျပဲထွက်ပြေးသွားတဲ့ electron ကလည်းတခြားအနီးအနားက atom တစ်ခုစီကိုဝင်ရောက်သွားနိုင်တယ်အဲ့ဒီလိုသူများစီတာထွက်ပြေးလာတဲ့ electron ကိုလက်ခံလိုက်တဲ့ဒုတိယ atom မှာတော့မူလရှိရင်ဆွဲအရွယ်အတွက်ထက်အနုတ်သက်ဆောင် electron တစ်လုံးပိုလာပြီး negative ion ဖြစ်လာပါတယ် ဒါဆိုရင် electron တွေက atom တစ်ခုကနေနောက်တစ်ခုကိုခုန်ကူးတယ်အဲ့ဒီခုန်ကူးမှုတွေစက်တိုက်ဖြစ်ပေါ်လာတာကပဲလက်စစ်စီးကြောင်း current ရအခြေခံအုံးမိဖြစ်သွားတာပေါ့ အတိအကျပါပဲဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုပြန်ပြီးချုပ်ငုံကြည့်အောင်ပါ
ရှစ်ခေတ်ဂရီလိုမျိုးတဲ့ပရင်ကြောက်ကိုအဝတ်စဲနဲ့ပို့တိုက်ရကနေတွေးရှိခဲ့တဲ့မမြင်ထားတဲ့ဆွဲငင်အားလေးတစ်ခုကနေစပြီး ဟုတ်ကဲ့ ယာဝတ္ထုတိုင်းရဲ့အရှိခေအကြဆုံးအစိတ်ပိုင်းဖြစ်တဲ့အတမ်ရဲ့အတွင်းပိုင်းဖွဲ့စည်းပုံအထိကျွန်တော်တို့ချီရခံခဲ့ကြပါတယ်အတမ်ရဲ့ဘဝမှာရှိတဲ့ proton နဲ့သူ့ကိုလှည့်ပတ်နေတဲ့ electron တွေရဲ့အပြာလန်ဆွဲငင်အားပြီးတော့အဲ့ဒီဆွဲငင်အားနဲ့ယွန်းထွက်ချင်နေတဲ့သူပုံ valence electron တွေရဲ့လှုပ်ရှားမှုအကြောင်းကိုနားလည်ခဲ့ကြတယ် အဆုံးမှာတော့မျက်စိနဲ့မမြင်နိုင်တဲ့အဲ့ဒီ electron လေးတွေရဲ့ကွင်းဆက်လှုပ်ရှားမှုကနေကျွန်တော်တို့ရဲ့ခေတ်သစ်ကဘာကြီးကိုလဲပတ်စေတဲ့ကြီးမားတဲ့ချက်စစ်ဆွဲငင်အဖြစ်ဘလို့ပြောင်းလဲသွားတဲ့ဆိုတဲ့အခြေခံသဘောတရားကိုကျွန်တော်တို့ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်